အားလုံးပဲမင်္ဂလာပါကျွန်တော်ပြန်ရောက်လာပါပြီကျွန်တော်ဒီရက်ပိုင်းဘာဖြစ်လို့ပျောက်နေတာလဲဆိုတော့ကျွန်တော်ဆောင်းဝဲနီးနေလို့ပါကျွန်တော်စာတွေလည်းလုပ်နေရလို့ပါဒီဗီဒီယိုလေးမှာတော့ Escape Tsunami for Brain Rot ဆိုတဲ့ game ကိုစောင့်ရမှာပဲဖြစ်ပါတယ်အားလုံးပဲ like ပါကြည့်ရှုပေးကြပါဦးခင်ဗျာ let's go ကျိုးတွေသွားလိုက်အောင်ဗျာဘာဖြစ်မလဲဆိုတာတော့ like ကြည့်ကြပါဦးပေါ့နော်ဒီအားရောဟာရော even ဒါ money even ကွာမိုက်တယ် let's go အရင်ဆုံးကျွန်တော်ရဲ့အကောင့်လေးပြမယ်ဗျာမကိုးခင်မှာပေါ့နော်ဒီအကောင့်လေး67 rainbow တို့ဘာတို့ညာတို့လက်ကတန်းတဲ့ကူမီနတ်စီယိုတို့အပေါ်ထက်မှာလည်းရှိသေးတယ်အများကြီးရဲ့လို့တော့မဟုတ်ပါဘူးကျွန်တော်ကဒီကောင်တွေကို level တင်ထားတာပေါ့နော်ဒီမှာဆိုရင်ဒါ money lucky block တဲ့ရတဲ့ကောင်ဟုတ်တယ်ဒီမှာဆိုရင် is persona signora တို့ဒီကောင်တွေလည်း secret တွေပါပဲကျွန်တော်တို့ level အသေးပဲတင်ထားတာအကောင်တွေပေါ့နော်ဟုတ်ပြီးတော့လို့ရှိရင်ဒီပုံမှာဒီနှစ်ကောင်တော့ပတ်စံအများဆုံးထုတ်တဲ့နှစ်ကောင်ပဲကဲကျော် let's go သွားလိုက်အောင် secret area တို့ကျော်ခု secret area ကို here lucky block shit baby secret area ကိုမရောက်ရင်တော့ဝဗျာကျော်မရောက်ရအောင်သွားမယ်ဗျာတကယ်လို့မရောက်ရင်လဲ lucky block လေးဖောက်ပြီးတော့ပဲဗီဒီယိုသိမ်းလိုက်မယ်ဗျာဒီပထမဆုံး lucky block မှာဘာပေါက်မယ်ထင်လဲပေါက်တဲ့ဟာကိုဘလိုတို့တွေကိုဒီမှာပေါက်တဲ့ဒီ lucky block တွေကပေါက်တဲ့ secret တွေကို level တင်ပြီးတော့မှဘလိုတို့ရှိမှနေ level တင်ပြီးတော့မှဘလိုတို့ giveaway ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲ comment မှာ user name လေးတွေချခဲ့ကြပါ user name လေးတွေချခဲ့ကြပါဖောက်လိုက်ရအောင်ယေးဘာပေါက်မယ် okay ကဲဒီကြောင်ပေါက်ရတယ်အဲ့ကြောင်ကိုကျွန်တော် level မြင့်ပြီးတော့ပတ်စံ Q ဒီ video QN တို့ထုတ်လို့ရှိရင် giveaway ပေးမယ်ပေါ့နော်ကျွန်တော်သွားလိုက်အောင်ဟိုးရှိမှာ lucky block ကြီးဟုတ်လားတော့ရွေးကောင်းမလားမယူတာပဲကောင်းတော့တယ်တေးသွားလိုက်မယ်လေနော်လို့ဆိုလို့ရှိရင်မယူတာပဲကောင်းမယ်တော့ခုလောလောဆယ်ကတော့ slow ပြီးလစ်ဟာရောလစ်လို့မရလေလစ်မယ်ယောအားတော့ငါမနိုင်ဘူးငါလစ်ငါတေးပါပဲကျွန်တော်ရဲ့ပြေးအား389ဆိုလေတအားထိန်းရတာခက်တယ်ဗျထိန်းရတော့ခက်တယ်ဒီလိုမျိုးအပေါက်ထဲကိုမနေဝင်အောင်လုပ်တယ်ဟုတ်တယ် lucky block ယူလိုက်ပါမယ်လေ let's go yes let's go နောက်တဲ့ secret lucky block ရသွားပြီထပ်တော့ secret area တော့မရောက်သေးဘူး secret lucky block နှစ်ခုကြီးတော့ရသွားပြီ let's go ကဲကျွန်တော်ထပ်ပြီးတော့လုပ်လိုက်အောင်တွေ့တာတော့ထိန်းရတာတော့ခက်တယ်ဗျာဟုတ်တယ်မနော်ပေါက်တဲ့အကောင့်တွေကို giveaway ပေးသွားမှာဗျာဒီကျွန်တော်ရဲ့ base ထဲကအကောင့်တွေရောပဲ SHD ပါထုတ်တယ်ဗျာတချို့ကောင်တွေဆိုရင်အဲ့ကောင်တွေကို giveaway ပေးသွားမယ် comment ထဲမှာ user name လေးတွေချခဲ့ကြပါကျွန်တော် add ပေးပါမယ် okay ဘရိုတို့ဘက်ကပြန် add ဖို့ပဲလိုပါတယ်ကျွန်တော်ကနေ့တိုင်းအားပါတယ်နေ့တိုင်းအားတယ်လို့တော့မဟုတ်ပါဘူးစာလဲကြောက်အောင်ပဲဆိုကeven မကုန်ခင်လေး secret area ထိလေးရောက်လိုက်ပါကွာငါလည်းစိတ်ညစ်လာပြီပတ်စံလေးယူလိုက်အောင် okay မြတ်လို့ဟာတော့မယ်ဝါ lucky block ငါယူမယ်ဟာယောဒါဟိုးစားလေး lucky block မိုးရွာနေတာကွာဟာယူမယ်ဒီထဲမှာဟိုမှာ strawberry elephant ပါတယ်အဲ့ထဲမှာယူ no it's mine ရတော့ secret ပဲယူရတော့မယ်ဟာရှော့တယ်ကွာဒီမှာ lucky block မရတော့ဘူးလားမသိဘူးကွာကျွန်တော်တို့နောက်တစ်ပတ်မဟုတ်ပါဘူးဒီပတ်ထဲမှာလာမယ်တနေ့မနေ့နေ့12နာရီပေါ့နော်မနက်12နာရီလာမယ် even ကြလို့ရှိရင်ကျွန်တော်စော့ပြပါမယ်အဲ့ချိန်ကြလို့ရှိရင်ကျွန်တော် fan တွေနဲ့ပါစော့ပြပါမယ်
comment ထဲမှာ user name ချခဲ့တော့မမေ့နဲ့ဟာရှော့ပြန်ပြီဗျာရှော့နေတယ်မင်းရပြီးတော့မယ်လို့မြန်တော့ပါဟာဟို secret လက်ကြည့်လို့ဒီပုံးနေနဲ့ယူလို့ရတော့တယ်ကွာယူကြည့်လိုက်တယ်ဒါပေါ့ယူလို့ရတယ်ပေါ့ဒီကငါမသိဘူးပဲဟိုမှာပကွားခုံနေနေရတယ်ခုံတော့ပါလေငါပကွား pro ပါငါဟာရှော့ပြီကွာဟာဒီဂိမ်းထဲမှာဗျာကျွန်တော် VIP ရှိတဲ့လူတွေကအေးဆေးပဲဗျာ VIP မရှိတဲ့လူတွေကတော့ငပိုးကြီးဖြစ်နေတယ်လို့ကျွန်တော်က VIP မရှိဘူးလို့ငပိုးကြီးဖြစ်နေတယ်ဟာရောဒီလိုဆူနာမီတွေ့ဘူးလားအလဲမှာပေါက်တကယ်အပြစ်မအောင်ပြောရနော်ဂိမ်းထဲမှာမဟုတ်ဂိမ်းထဲမှာဆိုရင်တော့တွေ့ဘူးပါဝင်စားမှာဟာဝင်လို့မရဘူးဝင်စားမှာလို့လည်းပြောလို့လည်းမရဘူးတော့မျိုးပြကြောဒီမန်းကြီးဟိုးဆိုင်ရရှောင်းခတ်တယ်ကွာစိတ်ဆုံးလည်းပဲပြန်တော့ကျုံးနေဘာလို့လဲကောင်းမလဲဒီတိုင်းသွားနေလို့ပြင်းစရာကောင်းတယ်ကွာsecret area တိလည်းမရောက်နိုင်သေးဘူးကွာsecret area ကိုဘယ်တော့မှရောက်မှာလဲဟေ့ဘာလို့ဆိုတော့မီးလဲရှေးလိုက်တူလိုက်တယ်ကျုံးတယ်ကွာဘာလို့ရကောင်းမဲထွက်မယ်no မရတော့ဘူးပြေမရတော့ဒီလိုပဲပြရောက်လာတယ်ကွာဒီလိုကျွန်တော်မျက်စိရှိပါမြင်တဲ့လူတယောက်ကိုကျွန်တော်မတဲရို secret ပေးမယ်ဗျာမတဲရို secret bro ရှိပါလေပေးပါသူမယူရင်တော့ကျွန်တော်မသိဘူးသူ့တော့ကျွန်တော်တကယ်ပဲပေးပါပါဗျာ let's go ကျွန်တော်ဘယ်သူ့ကိုပေးမလဲဘယ်သူ့ကိုပေးမယ်ထင်လဲဆိုတော့ကျွန်တော်မျက်လုံးထဲမှာမြင်တဲ့လူကိုပေးမယ်ကျွန်တော်ဘယ်သူ့ကိုပေးအောင်လဲအနောက်ကနှစ်ကောင်ကထောတယ်ကွာအဲ့ဒီကျွန်တော်ရှိကိုလာနေတဲ့ကောင်လေးကိုပေးလိုက်ကိုE 1236တဲ့ဟာရဟေ့မယူတဲ့ကွာဟာလေမယူလားဒီမှာလေး secret လေး money mutation နဲ့ဟာမယူရင်လဲငါမျိုးငါကွာဟိုးစားပေးမယ်ကွာတခြားဟာပေးမယ်ယောသူမယူကွာတခြားပေးရမယ်ဒီမှာလဘကစတူနိုစတူနီတာအကောင့်ပေးမယ်ကွာငါလိုက်ရှာလိုက်အောင်ခေဒီမှာယောဟာပေးလို့မရတော့ဘူးတဲ့အဲ့တော့လေငါပိုင်းက secret area ထိပဲလစ်လိုက်တော့မယ်ကွာ let's go ရှောင်းမြန်ပြီလို့ဒီနေ့ကတော့ secret area ထိပဲရောက်လားမရောက်လားတော့ကျွန်တော်လည်းမသိတော့ပါဘူးဗျာlet's go ရောက်ပြီlet's go တေတော့မှာပဲလို့ဟိုမှာ secret lucky block yeah secret တော့လည်းပေးယူကြပါအောင်လို့မင်းတို့ကောင်တွေပဲယူသွားကြတယ်လို့ငါတို့လည်းမချမ်းဘူးခါရှော့မြန်ပြီလို့ဒီတက်ငါ secret area ကိုရောက်ပါမလားလို့ secret area မပြောနဲ့Matic area တော့မရောက်သေးဘူးငါ့ရဲ့ဘွာ legendary area zoom လစ်မယ်okay ခုမှပဲရောက်တော့တယ်Matic area ပြီးဟိုးစားရှိသေးတယ်ညာကြီးပဲကျန်နှစ်ဆင့်တော့ကျန်သေးရဲ့ secret area ရောက်ဖို့အတွက်မဟုတ်တစ်ဆင့်ပဲကျန်တော့ကွာဒီထဲမှာပဲငါနေအောင်ပဲကွာဘယ်လောက်ထိကြာအောင်လဲမသိဘူး let's go ရပြီ yes ဒီ setting လေးချိန်လိုက်အောင်ပဲလို့ကြည့်ရတာစိုးနေတာဆိုရင် setting လေးချိန်လိုက်အောင်ပဲကျွန်တော်okay ရောကွာဒါကိုဆုံးထိမြင်ထဲလိုက်အဲဆိုရင်အဝေးကိုလည်းမြင်ရတယ်လीနော်okay ရပြီokay
ကျွန်တော်မှာဘလို့တွေ့ရတာမျိုးပတ်စံကတော့ကျွန်တော်ရဲ့ brain rot တွေကကျေးဇူးနဲ့ SHT ပါရှိရဗျာနောက်ဆုံးမှာ lucky block ဘယ်နှခုဖောက်ပြီလဲကျွန်တော် inventory ထဲမှာရှိရ lucky block ကိုဖောက်ပြီးတော့အဲ့တဲတွေကရတဲ့အကောင်မျိုး giveaway ပေးမှာ user name လေးမှန်းခဲ့ကြ user name လေးတွေမှန်းခဲ့ကြမယ်နော်အဲ့ဒီဟာကိုဒီပဲတတိပေးနေရတယ်ဘယ်လို giveaway ထဲမှာမပိုင်မငုံနဲ့နော်ကိုယ့်ဘက်ကို user name မမှတ်ပဲနဲ့ okay ရှော့ပြီငါရှော့ပြီအေးထင်တော့ထင်တာပဲရှော့ပြီလို့တွားရောကွာငါ secret area အထိပဲရောက်ပါအောင်လားလို့ဟင်ငါတို့ lucky block ပဲဖောက်လိုက်ရင်ကောင်းတော့မှာlucky block ပဲဖောက်လိုက်တော့မှာဗျာဒီလို lucky block ကျွန်တော်မှဘယ်နှခုရှိလဲမသိဘူး secret ဆိုပြီးရေးလိုက်ရင်တော့ပေါ်လာတယ်ကွာ okay secret ဆိုပြီးရေးကြည့်လိုက်မယ် okay let's go secret ဆိုပြီးကျွန်တော်ရေးလိုက်ရခဏဆောင်နော်အဲ့ကျွန်တော် secret ဆိုပြီးရေးပြီးတော့မှ lucky block ဖောက်ပြမယ်ဗျာခဏဆောင် okay let's go SESC blah အေး3ရှိရကွာโอ้โห level 125 secret lucky block โอ้โหကျမ်းမယ်စံဘယ်လောက်ထိရောင်းထုံမလဲမသိဘူးဟဲ့ကျမ်းနည်းနည်းတော့ထစ်တယ်ဗျဒါပေမဲ့တီးခံပြီးကြည့်ပေးကြပါတော့ကျွန်တော်နောက်ထပ်ဗီဒီယိုဒီမှာဒီထက်ကောင်းတာလေးတော့လာမှာဟာရိုက်ထုတ်တယ်ဟေးဟိုကောင်ကြီးပေါက်သွားတယ်ကွာ let's go အေးနောက်ထပ်တစ်ခုယောโอเคဒီမှာနောက်ထပ် secret lucky block ဖောက်လိုက်ရအောင်ဗျာဘာတွေပေါက်မှာလဲဘာပေါက်မှာလဲဟမ်ဘာပေါက်မှာလဲပြောဟာကြောင်မဒိုးနိုင်နဲ့ what the hell မြန်တာရေးလိုက်တော့ဟာမှားကုန်ပြီဟာ secret ရေးတာမှားပါပြီဘလို့တွေရေးနေမှလည်းမသိဘူးကွာငါလက်တွေကလည်းလောခုမှပဲပြန်ရေးပါလောရေးလိုက်ရအောင် okay ဒီမှာတွေ့ပြီဒီမှာတစ်ခုပဲကျန်တော့ရနော်ဖောက်လိုက်ရအောင်ဘာကောင်ပေါက်မှာလဲဆိုတော့ဒီကောင်နည်းနည်းလေးတော့ကောင်းပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာ giveaway ပေးမှာပဲဖြစ်ပါတယ်ဒါတွေကို user name မှန်းရေးကြနော်အားလုံးပဲ bye bye